ပါပဲရှင်ဒီနေ့ကတော့ဘောနော်ကောမန့်လေးမှာအမကြီးတဲ့မိတ်ကပ်ပြင်လေးပေါ့နော်ပြောပြပါလားလို့လာပြောလို့လေအမကစေတနာလေးနဲ့ပြောပြပေးတာမှပဲဖြစ်ပါရှင်channel လေးကိုလည်း subscribe လုပ်ထားပေးကြပါအောင်ရှင်အဲ့ဆိုရင်ခုချိန်မှာပဲမိတ်ကပ်ပြင်လေးကိုအညီမလေးကိုစပြောပြတော့ပါမယ်ရှင်ဒီဆိုတော့ဘောနော်ကိုကဒီမှာရှိတဲ့အစင်း3စင်းကိုနှိပ်လိုက်ပါမယ်ရှင်အဲ့အစင်း3စင်းကိုနှိပ်လိုက်ပြီးဆိုရင်ဘောနော်မလေးလုံးနေကြပါလေ plug လေးဆိုတာရှိပါရှင်မှာဘောနော်ပီလီနဲ့စားတဲ့ plug လေးကိုနှိပ်လိုက်ပြီးဆိုရင်ဒီမှာဘောနော်ဒီလိုမျိုးပေါ်လာပြီဆိုရင်ဘောနော်ဒီပတ်ဒီမှာအတစ်ပေါ့နော်ဒီလိုမျိုးဒါကတစ်ခုနှစ်ခုပေါ့နော်အဲ့လိုမျိုးပေါ်လာပြီဆိုရင်အဲ့အတစ်ပေါ့နော်မမြားထိုးတာပဲကိုပြင်လိုက်ပါမယ်ရှင်နောက်ပြီးရင်အောက်ကိုဆွဲလိုက်ပြီဆိုရင်ဖြည်းဖြည်းချင်းပေါ့နော်ဖြည်းဖြည်းချင်းဆွဲလိုက်ပြီဆိုရင်ဒီမှာပေါ်လာမယ်ပေါ့နော်မီးနဲ့စားရဲပေါ့နော်အဲ့ဆက်လုံးလေးတွေကိုနှိပ်လိုက်ပြီဆိုရင်ပေါ့နော်ဒီမှာပါအလှပြင်းနဲ့စပြီပေါ့နော်ခဏလေးပေါ့နော်မပြန်ဝင်ပြပါမယ်မနှိပ်လိုက်ပြီဆိုရင်ဒါလေးရောပေါ့နော်အလှပြင်းနေအောင်စလေးပေါ့နော်မကတော့အလှပြင်းတာတိတ်မကြိုက်လို့ပေါ့နော်ချစ်စရာလေးပါရှင့်လှသွားပြီပေါ့နော်အားလုံးပဲဒီလိုမျိုးမလေးမျိုးဂိမ်းဆော့တာနမိတ်ကြီးပါစေရှင်ဆုတောင်းပေးလိုက်ပါရနော်မလေးလည်း YouTube မှာဂိမ်းကြီးပါဆော့လို့တင်လို့ရပါစေအားလုံးပဲဖိုင်ပါရှင်နောက်ထပ်မေးစရာရှင်လည်း comment လေးမှာမေးလို့ရပါနော်ဘိုင်ဘိုင်